အားလုံးပဲမင်္ဂလာပါရွှေမေနေ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်တို့ channel ကနေအင်္ဂါသားသမီးများအတွက်2024ခုနှစ်ဧပြီလဒလစာကန်စာတာဩစတန်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အင်္ဂါသားသမီးများဧပြီလလဝက်အထိအကောင်းဆုံးတွင်တွဲနေတဲ့ကာလပါကောင်းမလို့နဲ့ဆိုသွားတတ်ပါတယ်လူမှုရေးလုပ်ငန်းခွင်တွင်အပြိုင်ဆိုင်များကြောင့်အနောက်ရှယ်များဝင်လာတတ်ပါတယ်မိမိလုပ်ကိုင်ခြင်းသောကိစ္စရပ်များဆောင်ရွက်ရန်ခက်ခဲတတ်ပါတယ်လုပ်ငန်းခွင်တွင်တတိတရားရှိရှု၍ဆောင်ရွက်ရမယ်ဆွေမျိုးများ၏တွေးတောမှုကြောင့်စီးပွားရေးကျဆင်းသွားတတ်ပါတယ်လူလင်ငွေလင်ခံရကိန်းရှိတဲ့အတွက်တတိပြုဆင်ခြင်သင့်ပါတယ်အဖို့တန်ရတနာနဲ့စာချုပ်စာတမ်းများကြားပြောက်တတ်ခြင်းအလင်ခံရခြင်းများဖြစ်ပေါ်လာတတ်ပါတယ်အမွေနဲ့ကိစ္စများဖြည့်ရှင်းပေးရတတ်ပါတယ်နေရာသစ်ပတ်ဝန်းကျင်သည်များသို့ပြောင်းရွှေ့လုပ်ကိုင်ရတတ်ပါတယ်ငွေကြေးကိစ္စများအတွက်မကြာခဏမုန်းကန်၍ပြောဆိုရမယ်။တိုင်းရန်ပွဲစည်းများတစ်ဖက်နဲ့တစ်ဖက်ရန်ညိုအားကြီးထွားပြီးဆက်ဆံရေးကိစ္စရပ်များရှုပ်ထွေးလာမယ်။ထင်ရှားသောပုဂ္ဂိုလ်များကျမ်းမာရေးကူးစိုက်သင့်ပါတယ်။ကလေးငယ်များဘေးရန်နေရတွေ့ရတတ်ပါတယ်။ပြည်တွင်းဆရာကိစ္စရပ်များတွင်အခက်အခဲများနဲ့ရင်ဆိုင်လာရတတ်ပါတယ်။ပတ်ဝန်းကျင်ကြောင့်အိမ်ထောင်ရေးစကားများရတတ်ပါတယ်။အခက်အခဲမြင်များရှိစေကမူဆောင်ရွက်ဆရာများရှေ့တိုး၍ဆောင်ရွက်သင့်ပါတယ်။အရာရာတွင်အတိုင်းအစားဖြင့်ပြန်လည်သုံးသပ်ပြီးလောက်ကင်သင့်တဲ့ကာလဖြစ်ပါတယ်။2024ခုနှစ်ဧပြီလ18ရက်မှ30ရက်မြန်မာနှစ်တကူအပြီးစ조사မှုမှန်သမျှမထင်မှတ်ပဲမြဝတင်တွေတိုးတက်မှုများရရှိပါမယ်။တပါးသူများ၏ချစ်ခင်မှုကိုရရှိမဲ့လုပ်ငန်းခွင်နှင့်မိတ်ဆွေအသင်းများနဲ့ဆက်ဆံရတတ်ပါတယ်။အများသဘောတူညီမှုကြောင့်လူမှုရေးနဲ့ဘာသာရေးကိစ္စရပ်များဆောင်ရွက်ရတတ်ပါတယ်။သစိမ်းလူမျိုးကွဲလူမျိုးခြားများအကျိုးပေးမယ်။ဝေးကွာနေသောသူများပြန်လည်ဆုံစည်းရကိန်းရှိပါတယ်။အိမ်ချမ်းမြေအဆောက်အဦဆောက်လုပ်ရကိန်းရှိတဲ့ဆက်ပစ္စည်းနဲ့အိမ်ချမ်းမြေဝင်ကိန်းရှိသလိုပြောဆိုကူညီပေးရတဲ့တာတွေလည်းရှိနိုင်ပါတယ်။လက်ရှိလုပ်ကိုင်နေသောလုပ်ငန်းများကိုသာဆက်လက်လုပ်ကိုင်မှာမိမိအတွေ့အကြုံများပေါ်မူတည်ပြီးလုပ်ငန်းများတွင်အခွင့်အရေးကောင်းများရရှိပြီးအောင်မြင်မှုများရရှိနိုင်ပါတယ်။မိဘအကြီးအကဲများကိုကျန်းမာရေးပြုစုဆောင်ရှောက်ပေးရတတ်ပါတယ်။စေဝါရေးအနေနဲ့ကတော့တည်တည်ဝန်လံများရောင်းဝယ်ခြင်းမွေးမြူရေးလုပ်ငန်းဆန်စီစေဝါရောင်းဝယ်ခြင်းကျောင်းမြရတနာတူပေါ်ခြင်းရောင်းဝယ်ခြင်းများကွန်ပျူတာနဲ့တီထွင်ပညာလုပ်ငန်းများစိုက်ပျိုးရေးပစ္စည်းများရောင်းချခြင်းဆက်သွယ်ရေးအပိုပစ္စည်းများရောင်းဝယ်ခြင်းအစားအသောက်လုပ်ငန်းများ73စီရောင်းဝယ်ခြင်းလုပ်ငန်းများအကျိုးဖြစ်ထွန်းပါမယ်ပညာရေးအတွက်ငွေကုန်ကြေးကျများမယ်သို့သောအောင်မြင်မှုများရရှိပါမယ်ဆရာသမားများ၏အထင်ကြီးအားကို၍အရာရာကိုကြီးကြပ်ရန်ပုံအပ်ခြင်းခံရတတ်ပါတယ်။အိုထိန်သူများမှားယွင်းမှုမရှိရလျင်အောင်ရင်သွင်းငယ်များ၏ပညာရေးကိုဦးစားပေးသင့်ပါတယ်။အခြေရေးနဲ့အိမ်တော်ရေးအနေနဲ့ကတော့အခြေရေးကိစ္စရပ်များတွင်အဆင်ပြေလာပါလိမ့်မယ်။လုပ်ငန်းခွင်တွေတော်၎င်းလက်တွဲဖော်ချစ်သူနဲ့တွေ့ကြုံရတတ်ပါတယ်။သို့သောနှစ်ဖက်မိဘများသဘောထားကွဲလွဲတတ်ပါတယ်။အိမ်တော်ရှင်များဖြစ်ပါကအထူးဆန်းပွင့်တော်လာဖြစ်ပါတယ်။အိမ်တော်ရှင်များသားသမီးရတနာတွန်းကားမယ်မမျော်လင့်မဲ့သားသမီးများအတွက်ရဝေးနေချကောင်းသောခရီးများသွားရကိန်းရှိပါတယ်။ကျန်းမာရေးအနေနဲ့ကတော့ကြီးပေါင်းယောဂလေယောဂနဲ့ခန္ဓာကိုယ်ဘယ်ဘက်ချမ်းတွင်ယောဂများဝင်လာတတ်ပါတယ်။သွေးနဲ့ပတ်သက်၍ဖြစ်သောယောဂများခံစားရတတ်ပါတယ်။သဘောဝဘေးရန်တွေနဲ့ကုသယောဂများအထူးသတိထားရပါမယ်။ယောဂဖြစ်လျင်မပေါ်စားတင်သောလဖြစ်ပါတယ်။ကျန်းမာရေးအတွက်အမြဲလန်းဆန်းမှုရှိအောင်အားကစားတစ်ခုခုအမြဲပြုလုပ်ပါ။ကြိုတင်၍ကျန်းမာရေးလိုက်စားသင့်ပါတယ်။အထူးသဖြင့်ယောဂကျင့်စဉ်များပြုလုပ်ရန်သင့်တော်ပါတယ်။အသက်39နှစ်မှ49နှစ်ကြားတွင်အထူးဂရုစိုက်သင့်ပါတယ်။အင်္ဂါသားသမီးများအနေနဲ့အသက်3နှစ်8နှစ်12နှစ်24နှစ်28နှစ်52နှစ်56နှစ်60နှစ်64နှစ်68နှစ်82နှစ်86နှစ်80နှစ်ဤအသက်ပိုင်းခြားတွေကကံညံ့နေတတ်ပါတယ်။ကလေးသက်ကြီးပိုင်းများကျန်းမာရေးပေါက်ပြမှုများမကြာခဏကြုံတွေ့ရတတ်ပါတယ်။ရေချိုးမခြင်းကြောင့်ယောဂများဖြစ်တတ်ပါတယ်။အင်္ဂါသားသမီးတွေအနေနဲ့အသက်32နှစ်36နှစ်40နှစ်တွေကအငယ်နှောင်းထားလိုသူများတန်ရောစဉ်ဒုက္ခနှောင်ကြိုးကြည့်ခြင်းခံရတတ်ပါတယ်။အပြိုလူပြိုများအထူးစိတ်ဆန္ဒကိုထိမ့်သိမ်းသင့်ပါတယ်။ကိုယ်စိတ်မထိန်နိုင်ပါကအပြိုကြီးပြတ်တတ်ပါတယ်။လူမျိုးရေးပြဿနာများရိုးတရက်ရင်ဆိုင်ရတတ်ပါတယ်။မိသားစုတွင်စိတ်ပင်ပန်းစရာများကြုံတွေ့ရတတ်ပါတယ်။အင်္ဂါသားသမီးများအနေနဲ့အခြေရေးတွင်ဘေးစကားများနားရောက်မိလျင်ပြဿနာများပေါ်ပေါက်လာတတ်ပါတယ်။လူငယ်လူရွယ်များအခြေရေးတွင်သဘောထားကွဲလွဲမှုများရှိမယ်မိမိချစ်သူနဲ့မိမိအကြားသသိန်းဆန်သလိုဖြစ်နေကအေးဆက်နေတတ်ပါတယ်ချစ်သူကိုသဝင်တို့အထဆန်မိခြင်းဒေါသနဲ့ရန်လိုစကားပြောမှားတာမျိုးတတိထားသင့်ပါတယ်ချစ်သူနဲ့လမ်းခွဲရသည့်တိဖြစ်သွားတတ်ပါတယ်အနောက်ရှက်များပုံမိုးမြန်ပြနေတဲ့သောလာဖြစ်ပါတယ်အိမ်တော်ရေးကန်ဆာတာတွင်ကာရော့ကစားဖြစ်တတ်ပါတယ်မိမိအပေါ်မှာအမြင်မကြည်တာမျိုးတွေဖြစ်နေတတ်ပါတယ်ဆွေမျိုးစကားများကြောင့်အိမ်တော်ရေးကွဲလွဲမှုများပေါ်ပေါက်လာတတ်ပါတယ်အထူးအဟောင်းအနေနဲ့အင်္ဂါသားသမီးများအမွေနှစ်ကိစ္စအတွက်ဆွေမျိုးများနဲ့အငင်းပွားပြီးဥပဒေနဲ့ရင်ဆိုင်ရတတ်ပါတယ်ဥပဒေနဲ့မကင်းသောအလုပ်တို့လုပ်မိပါကသူများထက်ပိုပြီးတော့ထိခိုက်တတ်ပါတယ်
စေယုံကြီးများတွင်အလုပ်လုပ်လျင်လျှက်စစ်မီးနှင့်ရှင်သောနေရာများကိုတတိပြုဆောင်ရွက်သင့်ပါတယ်လူတစ်ပါးအင်အားကိုအထူးရှောင်မှအပျော်ပါလျှော့ပါအရေးကြီးသောစာရွက်စာတမ်းများလက်မှတ်ထိုးရတွင်တတိနှင့်ဆောင်ရွက်သင့်ပါတယ်ကြိုတင်တတိရှိပါကဘာမှစိုးရင်စရာမရှိပါဘူး1385ခုတပေါင်းလားစုပ်ကိုရဲ့နက်ပြည်ပြသရာနေ့မှာအတိတ်တန်ဝင်ခြင်းထီးတင်ကြောညာဆိုင်ဘုတ်လုပ်ငန်းလုပ်ခြင်းဆယ်မြောင်းတရားပြုပြင်ခြင်းတရားစီရင်ခြင်းလူမှုရေးစကားပြောဆိုခြင်းများကောင်းမွန်ပါတယ်1385ခုနောက်တစ်ခုလဆန်းတရက်နေ့မှာအတိတ်တန်ဝင်ခြင်းစေတီပထိုးပြုပြင်ခြင်းအာကစားပွဲစတင်ခြင်းအစုရှေယာဝင်ခြင်းခရီးသွားဝန်ဆောင်မှုလုပ်ခြင်းဆေးပေါ်ဆက်ခြင်းဆေးဝါးဖြန့်ချီခြင်းတရားစီရင်ခြင်းဘာသာရေးဆောင်ရွက်ခြင်းများကောင်းမွန်ပါတယ်1385ခုနောက်တစ်ခုလဆန်းရှိရက်နေ့မှာအထိတ်ထန်ဝင်ခြင်းနာတာပဇင်းကံတရားဘဝနာအားထုတ်ခြင်းကြောင်းသိမ်မော်ဦးရေဆက်ချခြင်းတကြီးရွယ်အိုများလူဝယ်ပစ္စည်းများလူတန်းခြင်းဖျော်ရည်လူတန်းခြင်းများကောင်းမွန်ပါတယ်1386ခုဥဒကုလဆန်း15ရက်နေ့မှာတော့အထိတ်ထန်ဝင်ခြင်းရေတွင်းရေကန်တူးခြင်းအဝီစီတွင်းတူးခြင်းဆန်ရိတ်ဆန်သားအလှပြင်အိမ်သစ်တဲ့တိုက်ခန်းဝယ်ခီးသွွားဝန်ဆောင်မှုလုပ်ငန်းလုပ်ခြင်းအာမခံခြင်းစက်တူရှယ်ယာလုပ်ခြင်းများကောင်းမွန်ပါတယ်ဆောင်ရွက်စရာကိစ္စရဲ့အနေနဲ့ကတော့ခီးသွွားလာခြင်းနဲ့လုပ်ငန်းကိစ္စအဆင်ပြေတဲ့ရန်အတွက်ထောပတ်သည်တညက်3လုံးဘုရားမှာပူဇော်ပြီးသွားပါကံကောင်းစေသောအယောင်တွေနဲ့ကတော့မိုးပြရောင်ကြက်သွေးရောင်ဆင်းဆွဲရောင်အနေရောင်ဝတ်ဆင်ပါအကျိုးပေးကဏ္ဍအနေနဲ့ကတော့9 5ခွန်4တို့ဖြစ်ပါတယ်အကျိုးပေးရဲ့အနေနဲ့ကတော့အရှိတောင်လက်ဖြစ်ပါတယ်အကျိုးမပေးသောရဲ့အနေနဲ့ကတော့အနောက်ဘက်အရက်ဖြစ်ပါတယ်ရတရားအနေနဲ့ကတော့မိမိမွေးနေ့တိုင်းတွင်အိမ်ဖေရမှာရွှေပန်းငွေပန်းဇလက်ညွန့်ဝါညွန့်ရွက်လာညွန့်သုံးညွန့်ဖရာတွင်ပူဇော်ပေးပါကြေးကွက်ဖြင့်ရေကတ်လူပေးပါဆွန်းနဲ့ဆွန်းဆန်စိစေဝါထုံများလူပေးပါဖရာတွင်ထီတကွန်ကုတ်ကရက်တောင်များလူပေးပါအခုတင်ဆက်ပေးခဲ့တာကတော့အင်္ဂါသားသမီးများအတွက်2024ခုနှစ်ဧပြီလတလစာကန်ဆာတာဟောစတန်ပဲဖြစ်ပါတယ်အင်္ဂါသားသမီးများအားလုံးကိုကျမ်းမာစိတ်ချမ်းသာပြီးစီးပွားရေးအလုပ်ကိုင်များအောင်မြင်ကြပါစေခင်ဗျာအခုလိုအားပေးကြည့်ရှုနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ရွှေပြည်တင် channel ကိုလည်း subscribe လုပ်သွားဖို့မမေ့ကြပါနဲ့အောင်နော်